မျက်ရည်လွှမ်းသည့်လမ်းတစ်လျှောက်ဘုရားရှင်နောက်တော်ဘာမှဖဝါခြေထပ်လိုက်ပါ၍ပြုစုလှုပ်ကြွေးလာခဲ့သောရှင်အာနန္ဒာသည်ဘုရားရှင်ပြိဋိဘံပြုတော်မူပြီးသည့်နောက်မှာလည်းသူတော်ဝန်ဝတရားတို့မှအနားမယူနိုင်သေးပါဘုရားရှင်ဤနှစ်ထပ်သင်္ကန်းကြီးကိုရခင်ကအတိုင်းပင်သူ့ပခုံးပေါ်မှာတင်လာခဲ့၏ဘုရားရှင်ဤတပိတ်တော်ကိုရခင်ကအတိုင်းပင်လွယ်လာခဲ့၏ဤသို့ပြုနေကြတာဝန်ဝတရားတို့ကိုဆက်လက်၍ပြုလုပ်လာခဲ့ရသဖြင့်စိတ်ထဲမှာတက်တောင့်တက်တာရှိလာပါ၏တို့ရာတွင်ရောက်လီရာရာမြို့ရွာနယ်ပယ်တို့ကဒကာဒကမများကစီး၍ပူလိုက်ကြတဲ့အခါမိမိပါရော၍မျက်ရည်မကျမိအောင်ကြိတ်မိအောင်ဤ၍ထားရပေသည်။အိုးအရှင်အာနန္ဒာမြတ်စွာဘုရားကိုဘယ်မှာထားခဲ့ပြီးအရှင်ဘုရားတို့ကြွလာကြပါသလဲ။ယခင်အခေါက်များတော့ကယခုလိုတန်ဃာသားကြီးကြွလာပြီဆိုလျင်ရှေ့ဆုံးကမြတ်စွာဘုရားကိုတော်တိုင်ပါလာသည်ကိုအာဘာတယဖူးမြင်ကြရပါ၏ယခုတော့တပိတ်တော်နဲ့သင်္ကန်းတော်တို့သာပါလာပါပေါ့ကလားအိုးအရှင်အာနန္ဒာယခင်တုန်းကဆိုပါလျင်အရှင်ဘုရားပင်လျောက်သည့်နေရာတိုင်းသို့မြတ်စွာဘုရားလိုက်ပါကြွရောက်တော်မူခဲ့ပါ၏ယခုတော့မြတ်စွာဘုရားကြွတော်မူလာအောင်အရှင်ဘုရားမပင့်နိုင်တော့ပါကလားမိမိကိုဖူးမြင်ရ၍ဝန္တာတိကတစ်ဖက်ဘုရားရှင်ကိုမဖူးမြင်ရ၍ဝန္နေယတိကတစ်ဖုံနှမျိုးနှစ်ဖုံသောဝေဒနာတို့ဖြင့်ကြာကြီးတငယ်ငိုကြွေးကြ၏ရှင်အာနန္ဒာ၏ခြေဆုံးကိုမျက်ရည်စင်များဖြင့်သွန်းလောင်းကြ၏ဘုဒ္ဓနာယုံတို့ကမကြာခဏငိုလာခဲ့ရသောအရှင်အာနန္ဒာသည်ယခုတော့ငိုခြင်းစိတ်များကိုညှိုသိပ်၍ထားရ၏ဤတကာနှင့်ဤတန်ဃာတို့စုံစည်းကြရာတွင်မိမိကဦးစီးကောင်းဆောင်ဖြစ်နေပြီမိမိမှာတာဝန်အပြည့်ရှိနေပြီဤသို့သောအသည့်ဖြင့်စိတ်သက်သာရာရကြောင်းတရားစကားများဟောပြရ၏ဟိုးဒကာဒကမအပေါင်းတို့မြတ်စွာဘုရားကိုတော်တိုင်ကသင်တို့ကိုမကြာခဏဟောပြခဲ့သည်မဟုတ်ပါတော့ချစ်ခင်အားမြတ်နုအပ်တော်သူများနှင့်ရှင်ကွဲတော်၎င်းသေကွဲတော်၎င်းကွဲကြရမည်ဟောလွဲဖောက်ပြန်ချစ်ကြရမည်ဟုသတိပေးတော်မူခဲ့သည်မဟုတ်ပါတော့ဟိုးဒကာဒကမအပေါင်းတို့ချစ်သဘောရှိပြည့်သဘောရှိနေသောသင်္ကာရတရားအစုကိုမပြတ်ပါစေနှင့်ဟူ၍ဆုတောင်း၍မရနိုင်ပေမြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အနိစ္စတရားတဲ့တွင်မြတ်စွာဘုရားကိုတော်တိုင်လည်းအပါအဝင်ဖြစ်ပေသည်ဖြောင်းဖြားတရားချရင်းအသင့်ရှိပြီးသောတောင်းတိုက်တာများသို့ဝင်ရောက်နားခိုကြရ၏ဒကာဒကမများနေသာထိုင်သာရှိကြစေရန်2ရက်တန်းသည်3ရက်တန်းသည်နေပေးရ၏ဤသို့ဖြင့်ခရီးစဉ်အတိုင်းဖြည်းဖြည်းသာလျှောက်လာခဲ့ကြရာသရာနိဗ္ဗာန်ကြာမှတာဝတိမြို့တော်သို့ဆက်ရောက်ရပြီတော့သည်တာဝတိမြို့တော်ကြီးတွင်ကတပိတာဝကအများဆုံးဖြစ်ပေရာအကြီးကျယ်ဆုံးသောငိုပွဲကြီးဆင်နွှဲရာဌာနလည်းဖြစ်ပါ၏ဒီတော်အကြောင်းတော်သို့အုံလိုက်ကျင်းလိုက်ရောက်လာကြသောပရိသတ်တို့အားအရှင်အာနန္ဒာသည်လမ်းတစ်လျှောက်ဟောကြားလာခဲ့သည့်အနိစ္စတရားဖြင့်သိသက်သာရာရစေ၏နေ့လည်ခင်းကလေးကတတုပ်ပြီးတတုပ်ရောက်လာကြသောပရိသတ်များကလည်းညနေဆောင်သည့်အထိ
ဝင်လာမဆဲတသေးသေးသာရှိနေကြပါသေး၏တို့ချိန်မှာပင်ရှင်အာနန္ဒာသည်ခန္ဓာကုတိတိုက်စီသို့ရောက်လာတော့၏နောက်ပါယဟန်များသည်ကျောင်းဆောင်အသီးသီးတွင်တမြင်လဲခြင်းဖုန်ခါခြင်းစသဖြင့်နေရာထိုင်ခင်းပြင်ဆင်နေကြ၏ဘုရားရှင်သရင်သုံးတော်မူခဲ့သည့်ခန္ဓာကုတိတိုက်ကိုကဘယ်သူမျှမဖွင့်ရဲကြသဖြင့်ရှင်အာနန္ဒာကိုရောတိုင်ဖွင့်ရပေသည်ဤနေရာမှထွက်လာခဲ့ကြကလေးကပိတ်နေခဲ့သောခန္ဓာကုတိတိုက်သည်ယခုမှပွင့်လာရတော့၏ရှင်အာနန္ဒာသည်ခန္ဓာကုတိတိုက်ထဲမှအမြင့်တန်းနေသည့်အိုးမြင့်ဟောင်းတို့ကိုမျက်စိဖြင့်ရှင်းလင်း၏ပန်းအိုးတွေကပန်းပွင့်ကြောင်များကိုမိုက်တောင်းထဲမှထည့်လိုက်၏အောက်ခံခင်းပေါ်ကပုံများအမှုန့်များကိုမျက်တစ်ပြက်စီးဖြင့်လက်ထုတ်ရ၏ဘုရားရှင်ကျင်းဆက်ရာညောင်ဆောင်ပေါ်ကအခင်းများကိုဖုတ်ဖွဲ့ခါပြီးနေသားကြပြန်ခင်း၏ထို့နောက်ဘုရားရှင်တပိတ်တော်နှင့်လူကိုယ်သင်္ကန်းတို့ကိုထားမြဲနေရာမှာထားလိုက်၏ဤသို့ပြုလုပ်နေကြဝေယဝဇ္ဇအမှုများပြုလုပ်နေကြတွင်နေသာထိုင်သာရှိပါသည်ခန္ဓာကိုယ်တိုင်နာထီအောင်လိုက်လာကြသောဂါရကမများအားနှစ်သိမ့်အားပေးတရားဟောကြားကြတွင်ဣန္ဒြေဆောင်၍ရပါသည်ညနေဆောင်၍နေလုံးနီနီကြီးနှိမ့်ကြလာသည့်အချိန်ဘုရားရှင်တပါးသည်ကျင့်စစ်ရာမှထောက်တော်မူလာသည့်အချိန်ထိုအချိန်ရောက်လျင်ကရှင်အာနန္ဒာဣန္ဒြေဆောင်နိုင်စွမ်းမရှိတော့ပါပြီဘုရားရှင်အတွက်ကပ်နေကြတောက်တော်ကြီးခွက်ဘုရားရှင်အတွက်ကပ်နေကြတောက်တော်ကြီးခွက်ဝဲတောက်ရည်အေးအပြည့်ထဲကလက်နှစ်ဖက်ဖြင့်ယူသည်စွာတည်ဆောင်လျက်ညောင်ဆောင်ရှိရာချစ်ကပ်လာတော့၏ညောင်ဆောင်သားတွင်လူတုတ်ထိုင်ကတောက်တော်ဤသုံးဆောင်တော်မူပါဖရာဟုဆက်ကပ်နေတော့၏နေညွညွညနေချမ်းတွင်တောက်တော်ဤဆက်ကပ်သူကကပ်မြဲတိုင်းဆက်ကပ်နေပါ၏တို့ရာတွင်ထိုတောက်တော်ဤကိုခံယူမိသူကမရှိတော့ပါ၏ဤတွင်မှရှင်အာနန္ဒာသည်ညောင်ဆောင်ပေါင်တွင်နှစ်ဖူးတင်ကချုပ်တီးထားခဲ့လေသည်များမျက်ရည်အားလုံးကိုသွန်ချလိုက်ပါတော့သည်